အားလုံးပဲမင်္ဂလာပါရှင်။သုတ YouTube Channel ကနေကြိုဆိုလိုက်ပါရရှင်။ဒီကနေ့ဖတ်ပြပေးမှာကတော့ခွဲခွာခြင်းများဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့ Channel လေးကိုလည်း Like and Subscribe နှိပ်ခဲ့ပေးကြပါအောင်ရှင်။ညနေဆောင်နေပြီဖြစ်တဲ့ရန်ကုန်မြို့ရဲ့လမ်းမကြီးတစ်ခုဟာမိုးဖွေးဖွေးအောက်မှာတစိမ့်စိမ့်ငြိမ်သက်နေတယ်။မိုးဆက်တွေဟာကတ္တရာလမ်းပေါ်ကိုတဖွဲဖွဲကျဆင်းရင်အတိတ်ရဲ့အရေးလိုလေထုတစ်ခုလုံးကိုဆွတ်ဆွတ်စေတယ်။အဲ့ဒီလေထုထဲမှာဖက်မိုင်းမိုင်းမြည်အောင်အောက်ကဘတ်ကားမှတ်တိုင်ခုံတန်းလေးပေါ်မှာတော့နေကြီးတစ်ယောက်ထိုင်နေတယ်။သူဝတ်ထားတဲ့အပြာရောင်ကဝန်ပါးလေးဟာမိုးရေစက်တွေကြောင့်နည်းနည်းဆွတ်ဆွတ်နေပေမဲ့သူမရဲ့မျက်နှာကတော့မိုးရေနဲ့မရောစပ်နိုင်တဲ့အေးဆက်တဲ့မျက်ရည်တွေနဲ့ပြည့်နေတယ်။နေကြီးရဲ့ပြီးမှာရန်နိုင်ကမတည့်ရနေတယ်။မိုးဆိုနေတဲ့သူ့စပင်တွေကနှစ်ဖူးပေါ်ကိုဝဲကျနေပြီးမျက်လုံးထဲမှာတော့ဝမ်းနည်းမှုနာကျင်မှုတွေနဲ့မလွန်ဆန်နိုင်တဲ့ခွဲခွာရခြင်းရဲ့ဝင်တော့ဝင်ပိုးတွေပြည့်နှက်နေတယ်။ငါတို့ဒီလိုမျိုးဖြစ်လာမယ်လို့တခါမှမတွေးခဲ့မိဘူးနေကြီးရန်နိုင်ရဲ့အတန်ဟာလေထဲမှာတုန်ခါသွားတယ်။နေကြီးကခေါင်းမောကြည့်လိုက်တယ်။သူမရဲ့အတန်ကလည်းမိုးချင်းတန်ကြားကတိုးညင်းတဲ့အတန်လိုဖြစ်နေတယ်။အရာရာတိုင်းကပြောင်းလဲသွားတတ်တာပဲရန်နိုင်ရဲ့။မင်းရဲ့အိမ်မက်တွေငါရဲ့လက်တွေ့ဘဝတွေအခုတော့လမ်းကြောင်းနှစ်ခုဖြစ်သွားပြီလေ။ရန်နိုင်ကစကားမပြောနိုင်ပဲတက်ပြင်းတစ်ချက်ချလိုက်ပြီးသူ့လက်ထဲကလက်စွပ်လေးကိုတီးနေတယ်။အဲ့ဒီလက်စွပ်လေးဟာသူတို့နှစ်ဦးရဲ့မဝေးခင်ကအနာဂတ်မျှော်လင့်ချက်တွေရဲ့ပြရုပ်ဖြစ်ခဲ့တာပါ။ငါအဝေးကိုသွားရတော့မယ်ဆိုတာမင်းသိတာပဲဒီပညာရေးဒီအနာဂတ်ကငါမိသားစုအတွက်အရေးကြီးတယ်နေကြီးဒါပေမဲ့ရန်နိုင်ကနေကြီးရဲ့လက်ကိုဆုပ်ကင်လိုက်တယ်သူ့ရဲ့အေးဆက်ဆက်လက်ချောင်းတွေဟာနေကြီးရဲ့နှွေးထွေးတဲ့လက်ဘဝပေါ်မှာပိုနာနေတယ်ငါတို့ရဲ့ကတိစကားတွေကရောနေကြီးကမျက်ရည်တွေကိုအောင့်အရင်မေးလိုက်တယ်တစ်ချိန်ကျရင်ငါတို့အတူတူပြန်ဆုံမယ်ဆိုတဲ့ကတိတွေကရောပြန်ဆုံရမှာပေါ့ရန်နိုင်ကတင်းမာစွာပြောလိုက်တယ်ငါပြန်လာမှာမင်းအတွက်ငါတို့နှစ်ယောက်ရဲ့အတူတူရှိနေမယ့်ဘဝတစ်ခုအတွက်ငါကြိုးစားရမှာခဏပဲနေချင်ဒါဟာခဏတာခွဲခွာခြင်းပဲတို့ပေမဲ့နေကြီးရဲ့ရှင်ထဲမှာတော့အဲ့ဒီခဏတာဆိုတဲ့စကားလုံးဟာနှစ်ပေါင်းများစွာဝေးကွာခြင်းကိုပြောနေတယ်လို့ထင်ယောင်ထင်မှားဖြစ်နေခဲ့ပြီခွဲခွာခြင်းရဲ့တကယ်အဓိပ္ပာယ်ကိုနှစ်ယောက်စလုံးကြိုတင်သိနေကြပေမဲ့နှုတ်ကတော့မျောလင့်ချက်အမိခံထားတဲ့မှုသားစကားတွေနဲ့ကိုနှစ်သိမ့်နေကြတာပါနောက်တစ်ပတ်ကျတော့ရန်ကုန်လေဆိပ်ရဲ့လူစီကားတဲ့နေရာတစ်ခုနေကြီးဟာရန်နာရဲ့လက်ကိုလွတ်မပေးခြင်းပဲတင်းတင်းဆုပ်ထားတယ်ရန်နာရဲ့လွယ်အိတ်ကတော့သူ့ရဲ့ဘဝအသစ်ကိုပုံဖော်မဲ့စာရွက်စာတမ်းအနေနဲ့ပြည့်နေတယ်။သူတို့ရဲ့ပတ်ဝန်းကျင်ကလူတွေဟာမြင်မြန်ဆန်ဆန်လှုပ်ရှားနေကြပြီးပျော်ရွှင်တဲ့ပြန်လည်ဆုံစည်းခြင်းဒါမှမဟုတ်စိတ်လှုပ်ရှားစရာခရီးစဉ်တွေအတွက်အဆင်သင့်ဖြစ်နေကြတယ်။ဒါပေမဲ့သူတို့နှစ်ဦးကြားကအရှိန်ကတော့အပြင်ဘက်ကကဘာကြီးနဲ့လုံးဝကင်းကွာနေတယ်လို့တဖြည်းဖြည်းလေးစီးဆင်းနေတယ်။ဂယုဆိုင်တော့နေကြီးကတူတူလေးပြောလိုက်တယ်။မင်းလေးပဲရန်နိုင်ကနေကြီးရဲ့နှစ်ဖူးလေးကိုနှင်းသားစွာနမ်းချိုင်းလိုက်တယ်။ငါ့ကိုစောင့်နေမယ်ဆိုတာကတိပေးပါ။နေကြီးကမျက်ရည်ဝဲနေတဲ့မျက်လုံးတွေနဲ့ခေါင်းငင်းပြလိုက်တယ်။ကတိပါငါမင်းကိုစောင့်နေမှာပါ။အဲ့ဒီစောင့်နေမယ်ဆိုတဲ့စကားဟာသူမရဲ့တသက်တာဝန်ခံချက်တစ်ခုလိုဖြစ်နေခဲ့ပါပြီ။အဲ့ဒီနောက်ရန်နိုင်ဟာလှည့်ထွက်သွားတယ်။တလှမ်းချင်းစီရှောင်းလန်းသွားတဲ့သူ့ရဲ့ကြောပြင်ကိုနေကြီးကငေးကြည့်နေတယ်။လေဆိပ်ရဲ့လုံခြုံရေးဂိတ်ဝမှာတခါပြန်လှည့်ကြည့်ပြီးအားပေးတဲ့အပြုံးတပွင့်နဲ့လက်ပြလိုက်တယ်။အဲ့ဒီနောက်ဆုံးအကြည့်ဟာနေကြီးရဲ့မှတ်ဉာဏ်ထဲမှာနှစ်ပေါင်းများစွာဆွဲမြဲနေတော့မှာဖြစ်တယ်။ရန်နိုင်လုံးဝပျောက်ကွယ်သွားတဲ့အခါမှာတော့နေကြီးတယောက်တည်းကြံရစ်ခဲ့တယ်။ပတ်ဝန်းကျင်ကလူတွေရဲ့အတန်ကလည်းပိုပြီးကျယ်လောင်လာသလိုလေဆိပ်ရဲ့မီးရောင်တွေကလည်းပိုပြီးလင်းလက်နေတယ်။ဒါပေမဲ့နေကြီးရဲ့ကဘာကြီးကတော့ရုတ်တရက်အေးဆက်မှောင်မိုက်ပြီးဗလာကျင်းသွားသလိုခံစားလိုက်ရတယ်
ခွဲခွာခြင်းရဲ့အလေးချိန်ဟာအဲ့ဒီအချိန်မှအပြည့်အဝသူ့အပေါ်ကျရောက်လာခဲ့တာပါလေစိတ်ကပြန်လာပြီးနောက်ရက်သပတ်တွေဟာနေကြီးအတွက်တော့လေးလံတဲ့ဝင်တော့ဝင်ဖို့တစ်ခုလိုပါပဲရန်ကုန်မြို့ရဲ့ရွေ့လျားနေတဲ့အချိန်အဝါကြီးထဲမှာသူမတစ်ယောက်တည်းသာရက်တက်နေတယ်လို့ခံစားနေရတယ်နေ့ရက်တွေကပုံမှန်အတိုင်းလဲပတ်နေပေမဲ့နေကြီးရဲ့ဘဝတဲကတစ်ခုခုကတော့အပီးတိုင်ပျောက်ဆုံးသွားသလိုဖြစ်နေတယ်သူမအရင်ကရန်နိုင်နဲ့အတူတူသွားခဲ့ဘူးတဲ့လမ်းတွေကော်ဖီဆိုင်တွေပန်းချံတောင်လေးတွေဟာအခုတော့သွားမရဲတဲ့နေရာတွေဖြစ်လာခဲ့တယ်။နေရာတိုင်းမှာရန်နိုင်ရဲ့အရေးအယောင်တွေသူတို့နှစ်ဦးရဲ့ရေတံတွေပဲ့တင်ထက်သန်နေတာကိုသူမတစ်ယောက်တည်းကြားနေရလို့ခံစားနေရတယ်။နေကြီးဟာသူမရဲ့ရိုးရှင်းတဲ့စည်ရင်းကိုင်အလုပ်ကိုပဲအာယုံစိုက်ဖို့ကြိုးစားခဲ့တယ်။စည်ရင်စရာတွေကိန်းကနန်းတွေကြားမှာပျော်ဝင်နေတဲ့အခါခဏတာတော့စိတ်အပန်းဖြေပေမဲ့ညဘက်အိမ်ပြန်ရောက်ပြီးတယောက်တည်းကြံခဲ့တဲ့အခါမှာတော့ဝမ်းနည်းမှုလှိုင်းလုံးတွေကပြန်လဲရိုက်ခတ်လာစမြဲပဲသူမရဲ့အာအင်တွေဟာရန်နိုင်စီကပို့လာတဲ့စကလုံးတူတူလေးတွေဖြစ်တဲ့ chat box ထဲက message တွေပေါ်မှာပဲမူတည်နေတော့တယ်ဒီကအရာရာကငါအတွက်အသစ်အဆန်းတွေပဲငါစူးစမ်းနေပါတယ်မင်းကိုတတိရတယ်နေကြီးဒီလိုစာတိုလေးတွေဟာနေကြီးအတွက်နေရွက်တွေကိုရှေ့ဆက်ဖို့ခွန်အားတွေဖြစ်စေခဲ့ပေမဲ့တစ်ချိန်တည်းမှာပဲနာကျင်မှုတွေပေးစမ်းတယ်ဘာကြောင့်လဲဆိုတာသူတို့နှစ်ဦးကြားကအကွာအဝေးဟာပိုပြီးတိတာထင်ရှားလာလို့ပဲတညမှာတော့နေကြီးဟာသူတို့နှစ်ယောက်နောက်ဆုံးရိုက်ခဲ့တဲ့ဓာတ်ပုံလေးကိုကြည့်ပြီးဖုန်းကင်ကအကြာကြီးတိတ်ဆိတ်နေခဲ့တယ်။ရန်နိုင်စီကအမြဲရနေကြညအိပ်ရောက်ပဲ message တွေတောင်ကိုသူမမျှော်လင့်နေမိတယ်။ဒါပေမဲ့ဒီညမှာတော့ဘာမှရောက်မလာခဲ့ဘူး။သူမရဲ့စိုးရိမ်စိတ်ဟာတဖြည်းဖြည်းမြင့်တက်လာတယ်။ဒီလိုအဆက်အသွယ်ပြတ်တောက်သွားခြင်းဟာသူတို့ကြားကဂတိစကားတွေအတွက်စမ်းသပ်ချက်တစ်ခုလား။ဒါမှမဟုတ်ခွဲခွာခြင်းရဲ့ပုံစံအမျိုးမျိုးတွေကနောက်တစ်ခုလားဆိုတာသူမမဝေခွဲနိုင်ဖြစ်ခဲ့တယ်။သူမအိတ်မပျော်နိုင်ခဲ့ဘူး။နောက်ရက်မနက်မှာတော့ရန်နိုင်စီကဖုန်းဝင်လာခဲ့တယ်။နေကြီးအလောတကြီးဖုန်းကင်လိုက်တယ်။ရန်နိုင်ရဲ့အတန်ကနားထဲမှာပုံမှန်လိုပဲနှွေးထွေးနေပေမဲ့တစ်ခုခုတော့လွဲလျှော်နေမှနေကြီးခံစားလိုက်မိတယ်။နေကြီးအလုပ်တွေအရန်ရှုံနေလို့မနေ့ညက message မပို့ဖြစ်ဘူး sorry နော်ရန်နိုင်ရဲ့အတန်မှာပင်မနှွဲ့နှွဲ့မှုကစွက်နေတယ်ရပါတယ်ရန်နိုင်ငါစိတ်ပူနေခဲ့တာမင်းအဆင်ပြေရဲ့လားခဏတာတိတ်ဆိတ်မှုတစ်ခုဖြစ်သွားတယ်အဲ့ဒီတိတ်ဆိတ်မှုကပဲရန်နိုင်ရဲ့စိတ်ထဲမှာတစ်ခုခုရှိနေတယ်ဆိုတာကိုနေကြီးသိရှာသိလိုက်တယ်နေကြီးရန်နိုင်ကတုတ်ဆိုင်စွာပြောလာတယ်ငါတို့တွေအခုကိုဘွားနဲ့ကိုရက်တည်နေရတာမလွယ်ဘူးဆိုတာမင်းသိပါတယ်ဒီရောက်တော့အရာရာကမျောလင့်ထားတာထက်ပိုခက်တယ်အချိန်တွေကလည်းဘလောက်ကြာဦးမလဲငါအတိအကျမပြောနိုင်ဘူးဘာပြောချင်တာလဲရန်နိုင်နေချီရဲ့ရင်ထဲမှာတော့မှုန်တိုင်းတစ်ခုစတင်နေပြီငါတို့တွေဒီလိုမျိုးဆက်ပြီးတွေ့ကပ်နေတာကနှစ်ယောက်စလုံးကိုပိုခက်ခဲစေတယ်လို့ငါထင်လာတယ်အခုအချိန်ကစပြီးငါတို့ကိုယ်ပိုင်လမ်းကိုရှောက်တင်ပြီလားလို့ရန်နိုင်ရဲ့စကလုံးတွေဟာတဖြည်းဖြည်းချင်းထွက်လာပေမဲ့နေကြီးရဲ့နားထဲမှာတော့သေလောင်တဲ့ဘုံပေါက်ကွဲတံလိုပါပဲနေကြီးဟာဘာမှပြန်မပြောနိုင်ခဲ့ဘူးလေစိတ်မှာသူ့ပေးခဲ့တဲ့ဂတိစကားတွေမိုးရေစက်ထဲကချစ်ချင်းမြတ်တာတွေအားလုံးဟာအခုတော့ဖန်ခွက်တစ်ချက်လိုကွဲကြေသွားပြီလားခွဲခွာခြင်းဟာအဝေးရောက်သွားရုံနဲ့မပြီးခဲ့ဘူးအခုတော့နှလုံးသားရဲ့အဆက်အသွယ်ဖြတ်တောက်ခြင်းကိုပါသူမရင်ဆိုင်ရတော့မယ်မင်းဂတိပေးခဲ့တာကိုရန်နိုင်ငါစောင့်နေမယ်လို့နေကြီးရဲ့မျက်ရည်တွေကထိမ်မရပဲစီးကြလာတယ်ငါတောင်းပန်ပါတယ်နေကြီးဒါဟာမလွဲမရှောင်သာတဲ့ခွဲခွာခြင်းပဲလို့မှတ်ယူပေးပါဖုန်းကိုရှာလိုက်တော့နေကြီးရဲ့လက်တွေဟာတုံရင်နေတယ်ခဏတာခွဲခွာခြင်းဟာနောက်ဆုံးတော့အပီးတိုင်ခွဲခွာခြင်းဖြစ်လာပြီးသူမဟာခွဲကြေသွားတဲ့မျောလင်းချက်တွေနဲ့အတူခါသီးတဲ့ပထမဆုံးလမ်းခွဲခြင်းတန်ရာကိုရင်ဆိုင်လိုက်ရတော့တယ်ရန်နိုင်နဲ့လမ်းခွဲပြီးနောက်ပထမဆုံးရက်တွေဟာအသက်ရှူဖို့ပင်ခက်ခဲလွန်းခဲ့ပါတယ်
နေကြီးဟာအလုတ်သွားအိမ်ပြန်အိပ်ဆက်ချင်းဆိုတဲ့အလေးအကျင့်ဟောင်းတွေကိုဆက်ရုပ်တရုပ်လိုလှုပ်ဆောင်နေခဲ့တယ်။ညတိုင်းသူမရဲ့မျက်ရည်တွေကခေါင်းအုံးတွေကိုဆွတ်စေခဲ့ပြီးလေစိတ်ကနောက်ဆုံးအသည့်ဟာသူမရဲ့စိတ်ထဲမှာထပ်ခါတလဲလဲပေါ်လာမြဲပဲ။ဒါပေမဲ့ခွဲခွာခြင်းဟာနာကျင်စီသလိုတစ်ချိန်တည်းမှာပဲသင်ခန်းစာနဲ့ခွန်အားအသစ်တွေကိုလည်းပေးတတ်ပါတယ်။တရက်မှာနေကြီးဟာမှန်ထဲကသူမရဲ့မျက်လုံးနီရဲရဲ့ညိုမဲနေတဲ့မျက်ကွင်းတွေကိုကြည့်ပြီးစိတ်ထဲကနေခံယူချက်တစ်ခုချလိုက်တယ်။ဒီလောက်နဲ့ပဲငါကြဆုံလို့မဖြစ်ဘူး။ရန်နိုင်ကသူ့အနာဂတ်အတွက်တတ္တိရှိရှိလမ်းခွဲသွားခဲ့ရင်ငါလည်းငါရဲ့ဘဝကိုပြန်တည်ဆောက်ဖို့တတ္တိရှိရမယ်။အဲဒီနေ့ဟာသူမအတွက်တစ်လွင်တဲ့နနက်ခင်းတစ်ခုဖြစ်ခဲ့တယ်။နေကြီးဟာရန်နိုင်နဲ့သက်ဆိုင်တဲ့ဓာတ်ပုံတွေလက်ဆောင်ပစ္စည်းတွေကိုတစ်တာတစ်လုံးနဲ့ထည့်ပြီးသိမ်းဆည်းလိုက်တယ်။ဖြက်စီးပစ်တာမျိုးလွင့်ပစ်တာမျိုးမလုပ်ခဲ့ဘူး။ဒါတွေဟာသူမရဲ့အတိတ်ကလှပတဲ့အစိတ်အပိုင်းတစ်ခုလိုပဲသတ်မှတ်လိုက်တယ်။လက်ခံခြင်းဟာပထမဆုံးသောကုစားခြင်းအဆင့်ဖြစ်လာခဲ့တယ်။သူမအလုံးမှာပိုကြိုးစားလာတယ်။စီရင်ကိုင်လုပ်ငန်းကိုတန်မှန်လုပ်နေခဲ့ရကနေပုံမူနှက်ချိုင်းစွာလေ့လာလိုက်စားလာပြီး professional အတိအမှတ်ပြုလက်မှတ်ရရှိဖို့အတွက်ညဘက်သင်တန်းတွေစတက်ခဲ့တယ်။သူမရဲ့အလုံးလုံးအားဟာတိုးတက်လာပြီးအချိန်ပိုတွေကိုလေ့လာမှုနဲ့အလုံးမှာသာအာယုံဆိုင်လိုက်တဲ့အခါသူမရဲ့ရှင်တွေကဗလာဟာလည်းတဖြည်းဖြည်းပြည့်လာသလိုခံစားခဲ့ရတယ်။နေကြီးဟာကိုပြုစုပြောထောင်ခြင်းကိုစတင်ခဲ့တယ်။အားကစားခန်းမှသွားတယ်။စာအုပ်တွေဖတ်တယ်။သူမရဲ့အမြင်ကိုကျေပြန့်စီမဲ့နေရာအသစ်တွေကိုတယောက်တည်းသွားရောက်လေပတ်ခဲ့တယ်။လမ်းခွဲခြင်းကြောင့်ကြံ့ရစ်ခဲ့တဲ့အားနည်းတဲ့နေကြီးဟာတဖြည်းဖြည်းနဲ့ရည်မှန်းချက်ရှိတဲ့ကိုရှရောက်ပေါ်ရပ်တည်နိုင်တဲ့အမျိုးသမီးငယ်တစ်ယောက်အဖြစ်ပြောင်းလဲလာခဲ့တယ်။3 နှစ်ကြာသွားတဲ့အခါနေကြီးဟာအရင်ကသူအလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီမှာပဲဘဏ္ဍာရေးဌာနအကြီးအကဲရာထူးကိုရရှိခဲ့ပြီ။သူမရဲ့လုံလရိယနဲ့အရေးအစင်းတွေဟာအောင်မြင်မှုကိုယူဆောင်လာခဲ့တယ်။သူမရဲ့ဘဝဟာအချိန်ဇယားတွေစီမံကိန်းတွေနဲ့ပြည့်နှက်နေပြီးအောင်မြင်မှုအရသာကလည်းသူမရဲ့အထီးကျန်ဆန်မှုကိုလျော့ပါစေခဲ့တယ်။ဒါပေမဲ့နှလုံးသားကအခန်းငယ်လေးကတော့တော့ခတ်ထားဆဲဖြစ်တယ်။သူမနဲ့ရင်းနှီးဖို့ကြိုးစားခဲ့တဲ့လုပ်ဖော်ကိုင်ဘက်တွေမိတ်ဆွေအသစ်တွေကိုသူမအမြဲတမ်းအတားအဆီးတစ်ခုနဲ့ကာထားခဲ့တယ်။ရန်နိုင်နဲ့ခွဲခွာရခြင်းကပေးခဲ့တဲ့နာကျင်မှုကသူမရဲ့စိတ်ကိုပိုတတိကြီးစေခဲ့ပြီးနောက်တစ်ကြိမ်နာကျင်ရမှာကိုသူမကြောက်ရွံ့ခဲ့တယ်။တရက်မှာတော့နေကြီးရဲ့ဘဝတွေကိုမမျှော်လင့်ထားတဲ့လူတစ်ယောက်ဝင်လာခဲ့တယ်။သူကတော့သူမရဲ့ကုမ္ပဏီနဲ့မကြာသေးခင်ကမှလက်တွဲလုပ်ကိုင်လာတဲ့ဒီဇိုင်းကုမ္ပဏီတစ်ခုကပိုင်ရှင်နေမင်းဖြစ်တယ်။နေမင်းဟာရန်နိုင်နဲ့လုံးဝမတူဘူး။သူဟာအမြဲတမ်းပျော်ရွှင်နေတတ်သူစကားပြောကောင်းသူအမှုပညာကိုမျက်နှိုးသူတစ်ယောက်ဖြစ်တယ်။နေကြီးရဲ့ပိတ်ထားတဲ့ကဘာကိုတရွေ့ရွေ့ရှင်ကပ်ဖို့သူကြိုးစားခဲ့တယ်။တရက်အလုပ်ကိစ္စတွေဆွေးနွေးပြီးတဲ့နောက်နေမင်းကမထွက်ခွာသေးပဲနေကြီးကိုပြုံးပြီးကြည့်လိုက်တယ်။နေကြီးခမည်းမှာခွန်အားသိတဲ့မျက်လုံးတွေရှိတယ်။ဒါပေမဲ့ခမည်းရဲ့အဲ့ဒီမျက်လုံးတွေကအမြဲတမ်းအတိတ်ကိုငေးမောနေတယ်လို့ကျွန်တော်ထင်မိတယ်။နေကြီးတုန်လှုပ်သွားတယ်။ပထမဆုံးအချိန်အဖြစ်သူမရဲ့အတွင်းစိတ်ကိုတစ်စုံတစ်ယောက်ကထိုးဖောက်မြင်လိုက်တယ်လို့ခံစားလိုက်ရတယ်။ကျွန်တော်တို့တစ်ရက်လောက်ကော်ဖီတောက်ကြမလားအလုပ်အကြောင်းနဲ့မဟုတ်ဘဲနဲ့ပေါ့ကျွန်တော်ကခမည်းရဲ့ပိတ်ထားတဲ့တကားကိုဖွင့်စင်လို့ပါနေစီဟာချက်ချင်းညင်းပယ်ဖို့ကြံရွယ်လိုက်ပေမဲ့နေမင်းရဲ့ရိုးသားတဲ့အကြည့်အောက်မှာသူမရဲ့တာမြင့်စွာပိတ်ထားတဲ့နှလုံးသားတကားကအနှင်းငယ်တော့ပွင့်ဟလာတယ်လို့ခံစားမိလိုက်တယ်နေကြီးဟာနေမင်းရဲ့ကော်ဖီတောက်ဖို့ကမ်းလှမ်းမှုကိုမငြင်းနိုင်ခဲ့ဘူးလမ်းခွဲပြီးနောက်ပိုင်းမှာပထမဆုံးအကြိမ်အဖြစ်ရန်နိုင်မဟုတ်တဲ့တခြားလူတစ်ယောက်ရဲ့ခြေမှာကာရန်ထားတဲ့နေရန်ကိုအနှင်းငယ်လျှော့ချပစ်လိုက်မိတာပါပထမဆုံးတွေ့ဆုံမှုဟာလုပ်ငန်းကိစ္စတွေပြီးတော့ပေါ့ပေါ့ပါပါစကားပြောဆိုမှုတွေနဲ့ပဲကုံဆုံးသွားခဲ့တယ်။နေမင်းဟာအမှုပညာနဲ့ဘဝအမြင်တွေကိုရောဆက်ပြီး
စကားပြောတတ်တယ်။သူမရဲ့စိတ်ရင်းကင်ဘဝနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့နေမင်းရဲ့လွတ်လပ်တဲ့စိတ်ကူးစိတ်သန်းတွေကနေကြီးကိုစိတ်ဝင်စားစေခဲ့တယ်။ခမည်းကတွက်ချက်ရတာကိုနှစ်သက်တဲ့သူပါ။ကျွန်တော်ကတော့ဖန်တီးရတာကိုနှစ်သက်တဲ့သူ။ဒါပေမဲ့ကျွန်တော်တို့နှစ်ယောက်စလုံးကကိုယ့်ဘဝကိုလှပအောင်ပုံဖော်ချင်သူတွေပဲလို့တရက်မှာနေမင်းကရင်မောရင်ပြောခဲ့တယ်။နေမင်းဟာနေကြီးကိုအလျင်စလိုမလုပ်ခဲ့ဘူး။သူမရဲ့အေးဆက်ပြီးခက်ဝေးဝေးနေတတ်တဲ့ပုံစံကိုနားလည်ခဲ့တယ်။သူကအလုပ်ကိစ္စနဲ့ဆိုင်ပြီးဖြစ်စေမဆိုင်ပြီးဖြစ်စေနေကြီးအတွက်ဂရုစိုက်မှုကိုတသက်မှတ်ထဲပေးခဲ့တယ်။ဖျားနာတဲ့အခါဟင်းရည်ပူပူလာပေးတာမျိုးအလုပ်များတဲ့အခါကော်ဖီလာပို့ပေးတာမျိုးစတဲ့ရိုချင်းတဲ့အပြုအမူလေးတွေနဲ့ပဲသူမရဲ့နှလုံးသားတကားကိုဖြည်းဖြည်းချင်းခောက်ခဲ့တယ်။နေကြီးဟာသူမရဲ့အတိတ်အကြောင်းကိုဘသူ့ကိုမှမပြောပြခဲ့ပေမဲ့တနေ့တော့နေမင်းကိုပြောပြမိတယ်။နေမင်းဟာတိတ်ဆိတ်စွာနားထောင်ပေးခဲ့တယ်။သူကရန်နိုင်အကြောင်းမမေးသလိုအတိတ်ကနာကျင်မှုတွေကိုလည်းမစူးစမ်းခဲ့ဘူး။ကျွန်တော်နားလေပါတယ်နေကြီးခွဲခွာခြင်းတိုင်းဟာအဆုံးသတ်မဟုတ်ဘူးတခါတလေကြာရင်သူကကိုယ့်အတွက်ပိုကောင်းတဲ့အရာတစ်ခုကိုစတင်ဖို့လမ်းဖွင့်ပေးလိုက်တာလဲဖြစ်နိုင်တယ်ကျွန်တော်ခမားရဲ့အတိတ်ကိုပြိုင်ဖို့စိတ်မဝင်စားဘူးကျွန်တော်စိတ်ဝင်စားတာကခမားရဲ့အနာဂတ်ပါလို့နေမင်းကညင်သာစွာပြောခဲ့တယ်သူမအရင်ကရန်နိုင်နဲ့တိုက်ခဲ့စဉ်ကခံစားခဲ့ရတဲ့ပူလောင်မှုစိတ်အားထက်သန်မှုမျိုးမဟုတ်ပဲနေမင်းစီကားရတဲ့ခံစားချက်ကတော့ငြိမ်သက်ပြီးလုံခြုံမှုရှိတဲ့နှွေးထွေးမှုမျိုးဖြစ်နေတယ်။ရန်နိုင်ကသူမရဲ့အိမ်မက်ဖြစ်ခဲ့တယ်။ဒါပေမဲ့နေမင်းကတော့သူမရဲ့လက်တွေ့ဘဝကိုလှပစေသူဖြစ်လာခဲ့တယ်။နေချီနဲ့နေမင်းတို့ရဲ့ဆက်ဆံရေးဟာတဖြည်းဖြည်းနဲ့နှက်ချိုင်းလာပြီးသူမရဲ့ရင်ထဲမှာအချစ်တစ်ဟာအမြင့်တွယ်လာခဲ့ပြီသူမဟာပျော်ရွှင်မှုကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးနောက်အတိတ်ကခွဲခွာခြင်းနဲ့အရေးကိုလုံးဝမေ့လူနေပါဖြစ်နေပြီအဲ့ဒီလိုအချိန်မှာပဲတညက်နေခင်သူမရဲ့ဖုန်းထဲကိုနိုင်ငံခြားနံပါတ်တစ်ခုကနေစာတိုတစ်စောင်ရောက်လာခဲ့တယ်။နေချီစာကိုဖွင့်ကြည့်လိုက်တဲ့အခါသူမရဲ့ရင်ခုန်တာဟာရက်တန့်သွားသလိုခံစားလိုက်ရတယ်။နေချီငါရန်နိုင်ပါငါပြန်ရောက်လာပြီ။ဒီလိုလွယ်ကူရိုးရှင်းတဲ့စကားလုံးသုံးလုံးကသူမရဲ့အေးချမ်းနေတဲ့ကဘာကိုလှုပ်ခါလိုက်တယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေစိတ်မှာပေးခဲ့တဲ့ပဋိစကားတွေနာကျင်ခဲ့ရတဲ့ခွဲခွာခြင်းတွေအားလုံးကတဖန်ပြန်လဲပေါ်လာတယ်။ရန်နိုင်ကသူမကိုဖုန်းဆက်ပြီးတွေ့ဆုံဖို့တောင်းဆိုခဲ့တယ်။သူမရဲ့နှလုံးသားတနေရာကအတိတ်ကအချစ်ဟောင်းကိုတွေ့ကျင်စိတ်ရှိနေပေမဲ့လက်ရှိသူမရဲ့ဘေးနားမှာချစ်ချင်းမြတ်တာအသစ်ကိုတိဆောက်ပေးခဲ့တဲ့နေမင်းကိုသူမမြင်အောင်လာခဲ့တယ်။ဒါဟာနေကြီးအတွက်နောက်ထပ်ခွဲခွာခြင်းတစ်ခုကိုရင်ဆိုင်ဖို့အချိန်တန်ပြီ။အတိတ်နဲ့လက်ရှိဘဝကြားကခွဲခွာခြင်းပထမဆုံးအချစ်နဲ့တစ်ဆုပ်ပန်ရှင်းရှင်းကြားကခွဲခွာခြင်းပြီးတော့သူမကိုယ်တိုင်ရဲ့အားနည်းတဲ့အတိတ်ကစိတ်ပိုင်းဆိုင်ရာနဲ့ခွဲခွာခြင်းဖြစ်တယ်။ဝတ္ထုဇာတ်လမ်းကပိုမိုရှုပ်ထွေးလာပါပြီ။နေကြီးဟာအတိတ်ကရန်နိုင်နဲ့လက်ရှိဘဝကနေမင်းကြားကရွေးချယ်မှုတစ်ခုကိုလုပ်ရပါတော့မယ်။ရန်နိုင်စီကရုတ်တရက်ရောက်လာတဲ့စာတိုဟာနေကြီးရဲ့နှလုံးသားကိုနှစ်ဆန်းခွဲပစ်လိုက်သလိုဖြစ်သွားတယ်။တပိုင်းကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပေးထားတဲ့ကတိစကားတွေကိုစောင့်ရှောက်ဖို့တောင်းဆိုနေပြီးနောက်တပိုင်းကတော့လက်ရှိဘဝမှာရရှိထားတဲ့ညီသက်ခြင်းနဲ့လုံခြုံခြင်းကိုဖက်တွယ်ထားခြင်းနေတယ်။တညလုံးအိတ်မပျော်ပဲစဉ်းစားပြီးတဲ့နောက်မှာတော့နေကြီးဆုံးဖြတ်ချက်တစ်ခုရှာလိုက်တယ်။သူမဟာရန်နိုင်နဲ့တွေ့ဆုံဖို့လက်ခံလိုက်တယ်။ဒါဟာအတိတ်ကိုပြန်စားဖို့မဟုတ်ပဲသူမရဲ့နှလုံးသားတွေကမပြီးပြတ်သေးတဲ့အခန်းကိုအပိသက်ပိတ်လိုက်ဖို့အတွက်ဖြစ်တယ်။သူတို့နှစ်ဦးဟာအရင်ကအမြဲသွားနေကြကော်ဖီဆိုင်ဟောင်းတစ်ခုမှာတွေ့ဆုံခဲ့ကြတယ်။နေကြီးရန်နိုင်ကသူ့ချေမှာထိုင်နေတဲ့လှပပြီးရင်ကျက်နေတဲ့နေကြီးကိုငေးကြည့်ရင်ညင်သာစွာခေါ်လိုက်တယ်။သူ့မျက်လုံးထဲမှာဝမ်းနည်းမှုရောမျှော်လင့်ချက်ပါရောပြုံနေတယ်
မင်းပြောင်းလဲသွားတယ်ရန်နိုင်ကတူတူလေးပြောလိုက်တယ်ပြောင်းလဲသွားရမှာပေါ့ရန်နိုင်နေကြီးကပြန်ဖြေလိုက်တယ်သူမရဲ့အတန်ကတည်ငြိမ်နေပေမဲ့ရင်ထဲမှာတော့လှိုင်းထန်နေတယ်မင်းအဝေးကိုထွက်သွားပြီးတဲ့နောက်ငါဟာအတိတ်မှာရက်တက်နေတဲ့နေကြီးအဖြစ်မနေနိုင်ခဲ့ဘူးရန်နိုင်ကစပွဲပေါ်တင်ထားတဲ့နေကြီးရဲ့လက်ကိုလှမ်းကင်မှုကြိုးစားပေမဲ့နေကြီးကဖြင်းညင်းစွာရှောင်လိုက်တယ်ငါတောင်းပန်ပါတယ်နေကြီးငါအဝေးမှာရှိနေတော့ကမင်းကိုဘလို့ခွဲခွာရမယ်ဆိုတာမသိခဲ့လို့အကြောက်တရားနဲ့ထွက်ပြေးခဲ့မိတာအခုတော့ငါအားလုံးပြီးစီးပြီငါတို့ရဲ့ဂတိအတိုင်းငါပြန်လာပြီငါတို့အရင်ကလိုပြန်ဆလို့မရဘူးလားရန်နိုင်ကမျောလင်းချက်အပြည့်နဲ့မေးလိုက်တယ်နေကြီးကစိတ်မကောင်းခြင်းနာကျင်ခြင်းဒါပေမဲ့ခိုင်မာတဲ့အကြည့်တွေနဲ့ရန်နိုင်ကိုပြန်ကြည့်လိုက်တယ်ရန်နိုင်ငါတို့ရဲ့ခွဲခွာခြင်းဟာမင်းဖုံးဆက်ပြီးလမ်းခွဲတဲ့နေ့ကပဲပြီးဆုံးသွားခဲ့တာမဟုတ်ဘူးငါတို့တကယ်ခွဲခါခဲ့ရတာကမင်းထွက်သွားတဲ့လေစိတ်ကနေ့ကလေးကအဲ့ဒီနောက်ငါဟာအဲ့ဒီနာကျင်မှုတွေကနေရုံထွက်ဖို့အတွက်တယောက်တည်းရုန်းကန်ခဲ့ရတယ်မင်းပေးခဲ့တဲ့ဂတိကိုငါဆောင်ခဲ့ပေမဲ့မင်းကအဲ့ဒီဂတိကိုချိုးဖောက်ခဲ့တာနေကြည့်ရဲ့စကားတွေဟာခက်ချင်းချင်းခက်ပြက်ပြက်ပဲအခုငါဘဝမှာအရာရာပြည့်စုံနေပါပြီငါရဲ့အောင်မြင်မှုတွေငါရဲ့ဘဝအသစ်ကိုပုံဖော်ပေးတဲ့လူတစ်ယောက်လည်းရှိနေပြီမင်းပေးခဲ့တဲ့နာကျင်မှုတွေကငါ့ကိုပို့ပြီးတန်မာတဲ့လူတစ်ယောက်ဖြစ်လာအောင်သင်ပေးခဲ့တယ်ရန်နိုင်ဟာခေါင်းကိုက်ဆိုင်ကြသွားတယ်အတိတ်ကချစ်ချင်းမြတ်တာဟာအခုတော့သူ့လက်ကလုံးဝလွတ်မြောက်သွားပြီဆိုတာသူသဘောပေါက်လိုက်တယ်ငါနားလဲပါပြီနေကြီးမင်းပျော်ရွှင်ပါစေရန်နိုင်ရဲ့အတန်ကတုံရင်နေတယ်မင်းလည်းပဲပျော်ရွှင်ပါစေရန်နိုင်နေကြီးကခက်ပြေးပြေးပြန်ပြောလိုက်တယ်ဒါဟာငါတို့နှစ်ယောက်အတွက်နောက်ဆုံးသောအပီးတိုင်ခွဲခွာခြင်းဖြစ်ပါစေနေကြီးဟာထိုင်ကုန်ကထားရက်လိုက်တယ်သူမရဲ့ရှည်လန်းတွေကလေးပင်နေပေမဲ့ခိုင်မာနေတယ်။သူမဟာအတိတ်ကိုနောက်ကျော်ပေးပြီးလက်ရှိဘဝကိုရှေ့ဆက်ဖို့တတ်တိရှိရှိရှောက်လှမ်းခဲ့တယ်။ကော်ဖီဆိုင်ကထွက်လာပြီးနောက်နေကြီးဟာလမ်းလျှောက်ရင်းနေမင်းစီဖုန်းဆက်လိုက်တယ်။နေမင်းအားလုံးပြီးသွားပြီ။အဆင်ပြေရဲ့လားနေကြီး။နေမင်းရဲ့နှွေးထွေးတဲ့အတန်ကနေကြီးရဲ့နားထဲကိုစီးဝင်လာတယ်။ပြေးပါတယ်။အခုငါအရန်ပျော်နေတယ်။ဘာလို့လဲဆိုတော့ငါအတိတ်ရဲ့အရေးကနေလွတ်မြောက်သွားပြီအခုကစပြီးငါဘဝမှာမင်းပဲရှိတော့မယ်နေမင်းနေကြီးဟာအသက်ပြင်းပြင်းရှူလိုက်တယ်သူမရဲ့ရင်ထဲမှာတော့လေစိမ့်မှာခံစားခဲ့ရတဲ့ပထမဆုံးခွဲခွာခြင်းရဲ့နာကျင်မှုတွေရန်နိုင်နဲ့ပြန်ဆုံတဲ့အခါခံစားခဲ့ရတဲ့ဒုတိယခွဲခွာခြင်းရဲ့တော့ဝင်ပိုးတွေအားလုံးလွင့်ပြေသွားခဲ့ပြီသူမဟာအခန်းဟောင်းတွေကိုပိတ်ပြီးအခန်းအသစ်တွေကိုဖွင့်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ခွဲခွာခြင်းများဆိုတဲ့ခေါင်းစဉ်ဟာနေကြီးအတွက်တော့ဝမ်းနည်းခြင်းရဲ့နမိတ်ပုံမဟုတ်တော့ဘဲဘဝကိုပုံမခိုင်မာစွာရှေ့ဆက်ဖို့အတွက်လိုအပ်တဲ့သင်ခန်းစာများဖြစ်လာခဲ့ပါတော့တယ်။နေကြီးဟာကော်ဖီဆိုင်ကထွက်လာပြီးနောက်လေတူးကပေါ့ပါသွားသလိုခံစားရတယ်။သူမရဲ့လက်ထဲမှာကင်ထားတဲ့ဖုန်းဟာနေမင်းရဲ့နာမည်နဲ့အလင်းရောင်ပေးနေတယ်။အတိတ်ကိုစိတ်ပိုင်းဆိုင်ရာအရာအပိသက်နှုတ်ဆက်လိုက်နိုင်ခြင်းဟာခွန်အားကြီးမားတဲ့လွတ်မြောက်မှုတစ်ခုဖြစ်စေခဲ့တယ်။နေမင်းကသူမကိုတွေ့ဖို့ပန်းချံတစ်ခုရဲ့အဝင်အဝမှာစောင့်နေတယ်။နေမင်းရဲ့နှလုံးထဲမှာစိုးရိမ်ပူပန်မှုတွေရှိနေပေမဲ့နေကြီးကသူ့ကိုမြင်လိုက်တဲ့အခါစိတ်ထဲကပျော်ရွှင်မှုဟာမျက်နှာပေါ်ပေါ်လင်းလာခဲ့တယ်။အားလုံးအဆင်ပြေသွားပြီနေမင်းနေကြီးကပြောလိုက်တယ်။သူမရဲ့အတန်ကတည်လင်းနေတယ်။နေမင်းကနေကြီးရဲ့လက်ကိုနှွေးထွေးစွာဆုပ်ကိုင်လိုက်တယ်။ကိုသိပါတယ်မင်းဟာအမြဲတမ်းတန်မာတဲ့သူပဲအတိတ်ဆိုတာသင်ခန်းစာပေးဖို့သာရှိတာအခုအချိန်နဲ့ရှေ့ဆက်မဲ့အနာဂတ်ကိုကြည့်ရအောင်သူတို့နှစ်ဦးဟာပန်းချံတွေကခုံနှန်းတစ်ခုပေါ်မှာထိုင်ပြီးနေဝင်စည်းစာကိုအတူတူကြည့်နေကြတယ်။အေးချမ်းတဲ့လီပြေကသူတို့ရဲ့စပင်တွေကိုညင်သာစွာတိုက်ခတ်နေတယ်။ရန်နိုင်နဲ့ခွဲခွာခြင်းကကိုယ့်ကိုယ်ဘသူလဲဆိုတာသိစေခဲ့တယ်။အချစ်ကိုစောင့်နေုံနဲ့မပြီးဘူး။ကိုယ့်ဘဝကိုတန်ဖိုးရှိအောင်တည်ဆောက်ပြီးရက်တည်ရမယ်ဆိုတာသိခဲ့ရတယ်လို့နေကြီးကတူတူလေးဖွင့်ဟလိုက်တယ်။နေမင်းကပြုံးလိုက်ပြီးသူမရဲ့ပခုံးကိုဖတ်လိုက်တယ်
ဟုတ်ပါတယ်ခွဲခွာခြင်းတိုင်းဟာအဆုံးသတ်မဲ့ခွဲခွာခြင်းမဟုတ်ပါဘူးနေကြီးတချို့ခွဲခွာခြင်းတွေကကိုယ့်ကိုယ်ပိုကောင်းတဲ့ဘဝစီဥတည်သွားစေတဲ့တရားတွေပါပဲနေကြီးကမြင်မင်းရဲ့ရင်ခွင်ထဲမှာခေါင်းမရင်စိတ်ထဲကအမိုက်တရိုက်တွေအလုံးကိုစွန့်ပစ်လိုက်နိုင်ပြီလို့ခံစားလိုက်ရတယ်နောက်တစ်လကြာတော့နေမင်းဟာနေကြီးကိုအရင်ကရန်နိုင်နဲ့မိုးဆို့ခဲ့ဘူးတဲ့ဘတ်ကားမှတ်တိုင်မဟုတ်ပဲသူတို့နှစ်ဦးပထမဆုံးတွေ့ခဲ့ဘူးတဲ့သူမရဲ့ရုံးကန်ဘေးကကော်ဖီဆိုင်မှာထင်းဆိုခဲ့တယ်။နေကြီးရောက်တဲ့အခါနေမင်းကဖျောင်းနိုင်မီးအောင်အောက်မှာစောင့်နေတယ်။လက်နဲ့ချင်းဆိုင်ထိုင်ပြီးစကားလက်ဆုံကြနေတော့ရုတ်တရက်နေမင်းကသူမချီမှာထူထောက်လိုက်ပြီးလက်ထဲမှာရိုးရှင်းပြီးလှပတဲ့စိန်လက်စွပ်လေးပါတဲ့ဘူးလေးတစ်ဘူးကိုကင်ထားတယ်။နေကြီးမင်းရဲ့ဘဝကအရင်ကနာကျင်မှုတွေစိန်ခေါ်မှုတွေများခဲ့တာကိုသိတယ်။ဒါပေမဲ့အဲ့ဒီခွဲခွာခြင်းတွေအားလုံးကိုကြော်ဖြတ်ပြီးမင်းဟာကိုယ့်စီရောက်လာခဲ့တယ်။ကို့အတွက်မင်းကဒုတိယမြောက်အခွင့်အရေးမဟုတ်ဘူး။မင်းကကိုယ့်ဘဝရဲ့တစ်ခုတည်းသောရည်ရွယ်မှုပါ။နေမင်းရဲ့ရိုးသားတဲ့စကားလုံးတွေကနေကြီးရဲ့နှလုံးသားကိုထိမှန်သွားတယ်။သူမရဲ့မျက်လုံးတွေထဲမှာမျက်ရည်တွေပြည့်လာပေမဲ့အဲ့ဒါဟာဝမ်းနည်းခြင်းမျက်ရည်တွေမဟုတ်တော့ပဲပြည့်စုံခြင်းနဲ့ပျော်ရွှင်ခြင်းရဲ့မျက်ရည်တွေဖြစ်တယ်။နေကြီးကိုယ့်ရဲ့ဘဝအနာဂတ်ခရီးလမ်းကိုအတူတူဆက်လျှောက်ဖို့လက်ခံပေးပါမလား။နေကြီးကပြုံးလိုက်တယ်။သူမရဲ့အဖြေကခိုင်မာပြီးယုံကြည်မှုအပြည့်နဲ့ဖြစ်နေခဲ့တယ်။လက်ခံပါတယ်နေမင်း။နေမင်းကသူမရဲ့လက်တကြွယ်ပေါ်ကိုလက်စွပ်လေးဝတ်ဆင်ပေးလိုက်တယ်။အဲ့ဒီလက်စွပ်ဟာအရင်ကရန်နိုင်ပေးခဲ့တဲ့မျောလင်းချက်အမိခံထားတဲ့လက်စွပ်မဟုတ်ပဲလက်တွေ့ဘဝနဲ့တိဆောက်ထားတဲ့ခိုင်မာတဲ့မေတ္တာရဲ့ပြရုပ်ဖြစ်ခဲ့တယ်။ခွဲခွာခြင်းများဟာနေကြီးရဲ့ဘဝမှတ်တိုင်တစ်ခုအဖြစ်ကြံ့ရင့်ခဲ့ပေမဲ့အဲ့ဒီခွဲခွာခြင်းများကပဲသူမကိုပြစ္ဆုတ်ပံမှာပိုမူလှပတဲ့စုံစည်းခြင်းစီသို့လမ်းညွှန်ပေးခဲ့ပါတော့တယ်။နေကြီးနဲ့နေမင်းတို့ဟာမကြာမီမှာပဲလက်ထပ်ခဲ့ကြတယ်။သူတို့ရဲ့မင်္ဂလာပွဲကခမ်းနားတာထက်နေထွေးပြီးရိုးသားမှုအပြည့်နဲ့ပြည့်နေခဲ့တယ်။ Professional ဘဝနေကြီးဟာသူမရဲ့စာရင်းကိုင်လုပ်ငန်းမှာဆက်လက်အောင်မြင်ခဲ့ပြီးနောက်ဆုံးမှာတော့ကိုယ်ပိုင်ဘဏ္ဍာရေးအတိုင်ပင်ခံကုမ္ပဏီကိုထူထောင်နိုင်ခဲ့တယ်။နေမင်းရဲ့ဒီဇိုင်းကုမ္ပဏီနဲ့ပေါင်းစပ်ပြီးလုပ်ငန်းသစ်တွေရှက်ထွင်ခဲ့ရာဘဏ္ဍာရေးစီမံခန့်ခွဲမှုနဲ့ဖန်တီးမှုဒီဇိုင်းတို့ကိုပေါင်းစပ်တဲ့ထူးခြားတဲ့ကုမ္ပဏီတစ်ခုဖြစ်လာခဲ့တယ်။သူတို့နှစ်ဦးဟာတစ်ယောက်ရဲ့အားနည်းချက်ကိုတစ်ယောက်ကဖြည့်ဆည်းပေးခဲ့ပြီးပြည့်စုံတဲ့လုပ်ငန်းဖော်များလည်းဖြစ်လာခဲ့ကြတယ်။ပျော်ရွှင်တဲ့မိသားစုသူတို့ရဲ့အိမ်ထောင်ရေးဟာအေးချမ်းပြီးနားလည်မှုရှိတဲ့ချစ်ချင်းမေတ္တာပေါ်အခြေခံခဲ့တယ်။မကြာခင်မှာပဲသူတို့ဟာချစ်စရာကောင်းတဲ့သမီးလေးတစ်ဦးကိုပိုင်ဆိုင်ခဲ့ကြပြီးနေကြီးဟာဘဝရဲ့နာကျင်ခဲ့ရတဲ့အပိုင်းတွေအားလုံးကိုလုံးဝမေ့ပြောက်ခါပြစ္ဆုတ်ပံမှာပျော်ရွှင်စွာနေထိုင်နိုင်ခဲ့တယ်။အချိန်ကြာလာတာနဲ့အမျှရန်နိုင်ရဲ့အမှတ်ရစရာတွေဟာနေကြီးရဲ့ဘဝတွေကအရေးတစ်ခုလိုလုံးဝပျောက်ခွယ်သွားတယ်။နေကြီးဟာရန်နိုင်အပေါ်အမျက်ဒေါသသို့မဟုတ်နာကျင်မှုကိုမထားရှိတော့ဘဲခွင့်လွှတ်ခြင်းနဲ့ကျေးဇူးတင်ခြင်းသာကြံ့ရစ်ခဲ့တယ်။တကယ်တော့အဲ့ဒီခွဲခွာခြင်းတွေကငါ့ကိုအခုလိုပျော်ရွှင်တဲ့ဘဝစီရောက်လာအောင်တွန်းပို့ပေးခဲ့တာပဲလို့နေကြီးကတစ်ချိန်မှာနေမင်းကိုပြောခဲ့မှုတယ်။နေကြီးရဲ့ဇလန်းဟာခွဲခွာခြင်းဆိုတာအမြဲတမ်းအဆုံးသတ်မဟုတ်ဘဲပိုကောင်းတဲ့အစာဖြစ်နိုင်တယ်ဆိုတာကိုသက်သေပြခဲ့တယ်။နာကျင်တဲ့အတိတ်ကိုရင်ဆိုင်ကျော်လွှားပြီးတဲ့နောက်မှာတော့သူမဟာနှွေးထွေးတဲ့ချစ်ချင်းမေတ္တာနဲ့ပြည့်စုံတဲ့ဘဝကိုအပိုင်ရသွားခဲ့ပါတယ်။အဆုံးထိနားဆင်ပေးကြသောစာဖတ်သူပရိသတ်များအားအထူးပင်ကျေးဇူးတင်ရှိပါသည်ရှင်။